ပတ်သူ့ကိုမြတ်တွဲပေးဖို့ကြံစီနေတာပါလေကဲအားလုံးပဲတတိထားပြီးစောင့်ကြည့်လိုက်ကြအောင်နော်ဟောကြည့်ပါဦး Brutus ပဲအဲ့ဒါတကယ်ကို Brutus ကြီးဗျာဟိုဘယ်မှာလဲကြည်အောင်လေမျက်နှာကြီးတွေတုံမုံပုတ်တိုးပြီးတကယ်ကိုလူဆိုးယုတ်ကြီးနေဗျာလွန်ခဲ့တဲ့နှစ်ပေါင်း26နှစ်ကအဲ့ဒီတင်းမော်ကြီးပြက်ကြခဲ့တော့ဒီဆွဲသီးလေးကိုကျွန်တော်တွေ့ခဲ့တာပါဒန်နီပြေးတော့အဲ့ဒီမှာပဲချက်ချင်းရက်လိုက်စမ်းမြောက်မျိုးရဲ့ဟုတ်ပါပြီသူ့ကိုတော့ဘာမှထိခိုက်အောင်မလုပ်ပါနဲ့နော်ဒါကဘာလောက်တာလဲဗျာအထီးကတော့အမေကိုသွားပြီးကူညီရမယ်လေကဲမြန်တက်တော့ဒန်နီဟာဒါနဲ့ तू ဘေးကိုရောက်သွားလာလေကဲရှုပ်နေတာတွေအသာထားပြီးဆက်သွားကြအောင်ဗျာဟုတ်ပြီအခုတော့ရသွားပြီဒါနဲ့ဘာကြီးလဲဟာကြောင်လေးတစ်ကောင်ပါလားကဲချာလီရေသွားပြီးတော့ကောက်လိုက်စမ်းပါဟုတ်ပြီဗျာအေးဒါပဲပေါ့အမေရေအိမ်မွေးလေးကိုရှာတွေးလို့ခေါ်လာခဲ့ပြီဆိုပြီးယူလာတဲ့အခါအမေဖြစ်သူကလည်းခေါ်လာခဲ့ဖို့ပြောပေမဲ့ငါ့ကိုကဲပါအောင်ဆိုတာကိုဘာလဲဗျာကျွန်တော်တို့ကအိမ်နီးနားချင်းတွေပါသူတို့တွေကတယောက်နဲ့လေကျွန်တော်ကတငယ်ချင်းလေခင်ဗျားတို့ချိုးပေါ်မှာကျွန်တော်လုတ်ခင်းမိတဲ့အမားတွေကိုပြန်ပြင်ပေးရမယ်ငါဘေးရောက်နေရလေချာလီမင်းအရင်လိုပုံစံတိုင်းပြန်ဖြစ်သွားပြီပဲဟုတ်ပါတယ်သူဟာကဘာမြေကြီးတစ်ခုလုံးရဲ့သူရဲကောင်းတယောက်ပေါ့ဘယ်တော့မှမဆိုအမြဲတမ်းသူရဲကောင်းတယောက်အဖြစ်ပဲရှိနေခဲ့တဲ့သူကတော့တခြားသူမဟုတ်ပါဘူးချာလီပါပဲဗျာဒီလိုနဲ့ပဲချာလီကိုနှုတ်ဆက်ရမယ့်အချိန်ရောက်လာခဲ့ပါပြီဒါဟာတကယ်ကိုနောက်ဆုံးနှုတ်ဆက်လိုက်ခြင်းပါပဲနှုတ်ဆက်ပါလေချာလီ